ပြီးခဲ့တဲ့ညကတကယ်ချင်းအိမ်ကိုရွာလေသွားရင်းနဲ့သူချက်ကြွေတဲ့ကြေအိုးစားခဲ့ပါတယ်ရွာလေသွားဖို့လက်ဖက်တုပ်ပြင်းအဝေးပဲအိမ်ဘေးကရှိမှာဟုတ်တယ်နည်းကြော်ပဲစားစားရနော်ခင်းရဆိုရင်ဟိုတင်းတရုတ်နန်းနန်းနဲ့ပါလေးနဲ့အယိုးပြုတ်လေးပြုတ်ချင်တယ်ပြုတ်လိုက်ပြီးတော့အဲ့ဝတ်တလုံးလေးထည့်ပြီးခင်းတော့ကြရအိမ်ကလောက်တာလားအိမ်ကနေပြီးတော့အဲ့ဒါအထုတ်လိုက်ပြီး3ထုတ်လောက်ပါလာပြီးတော့ငါတို့တစ်ခါတော့အိမ်မှာကြီးလို့လှုပ်စားသေးတယ်အဲ့ဒါလည်းမကုန်ဘူးအခုလည်းမကုန်ဘူးအဲ့ဒါအိမ်မှာ2ထုတ်တောင်ကျန်တယ်အဲ့ဒါတော့ယူပါအမင်းနဲ့သူရဲ့အလုပ်သမားကလေအဲ့ဆိုင်ကညီမဝယ်နေကြဝက်သားဆိုင်ရဲ့ဘေးမှာကွာအဲ့ဆိုရင်သူ့ကိုရောင်းနေလားဆိုရင်ပြောတဲ့ခါကျကုန်သွားပြီတဲ့အဲ့ဆိုရင်ညီမဝယ်နေကြဆိုင်ကအကိုကဘာပြောလဲဆိုတော့အဲ့တွားယူဟိုနောက်မှတွားယူလို့ရတယ်မဟုတ်ဘူးလားဆိုရင်ဘာလဲမယူချင်တော့ဘူးလေမရောင်းချင်တော့ဘူးလေမဟုတ်ဘူးသူပိုင်ရှင်ကထိုင်းမှာကွာအဲ့ဆိုသူကမြန်မာစကားနားမလည်ဘူးဆိုပြီးတော့မှသူလည်းလှုပ်ချင်လို့လုပ်နေတယ်哦，等我等。定还要切没切没မသိဘူးရောဘယ်တော့ဝယ်အေးအဲ့တော့ယူလိုက်ရမှာဟာဒီဟမ်မြင်ရရင်အော်မလေးတော့တေလာဆွေရဲ့ပေါင်တန်ဖွဖွေးလေးကိုကြည့်ချင်တာမင်းခဲလူတွေကစကဒီလိုလုပ်ပြသွားတာဟာငါစောက်သေးတွေကရာရောမင်းကွာဘောမင်းခဲလူလားအေးဘယ်လိုလုပ်တာဒီလိုပြငါလည်းလုပ်ခံနေတာပေါ့အဲ့လိုကြတော့ဒီလိုဆိုတာဘယ်လိုပြောလဲဒီလိုလက်ညှိုးထိုးခံလိုက်ရအော်ဒါဆိုလက်ညှိုးထိုးရတယ်ပြပါပါအဲ့ဒီမှာသူရှိနေတယ်မှာအော်အဲ့လိုနေရာမှာငါရှိနေတာအဲ့နေရာမှာအဲ့ဒါငါနေ့တိုင်းထိုးပြီးပါလက်ညှိုးတိတာထိုးတာလေးရကြပါသေးတယ်နည်းနည်းယူတိုင်းခံမှုနဲ့ဟာလေဒါလည်းဘလို့မလက်ညှိုးထိုးပါထိုးပါလေတွေ့တာကိုဘသူလေအဲ့ဒါဘာလေကြုံရလို့လေးလို့ဖြစ်နေမှတူတယ်ကောင်ကလည်းညှိုးထိုးတယ်ကတားယူပါ